ရိုနယ်ဒိုနဲ့မက်ဆီကဘောလုံးကဘာအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ coach တွေပါဒီမှာဘယ်သူပိုကောင်းလဲဆိုတဲ့မေးခွန်းတွေကိုမီဒီယာတွေကကြုံတိုင်းမေးနေတာမထူးဆန်းတော့ပါဘူးအခုဒီညင်းခုန်ပွဲတဲ့ဒူကူလဲပါလာခဲ့ပါပြီ Messi or Ronaldo? ရိုနယ်ဒိုကလူငယ်အများစုရဲ့စံပြဖြစ်နေပြီးလူငယ်အများစုကလည်းရိုနယ်ဒိုကိုသာသူတို့ idol ဖြစ်ရွေးချယ်ခဲ့ကြပါတယ်ကာနာချိုဗီနီရှက်ရိုဒရီဂိုအမ်ဘဘေရိုနယ်ဒိုဖြစ်ကြောင်းမကြာခဏပြသလေးရှိပါတယ်သူတို့ကရိုနယ်ဒိုဘက်ကနေပြက်ပြက်သားကိုယက်တီထားကြပါတယ်အခုလည်းလူငယ်တဦးဖြစ်တဲ့လက်ရှိ Man City အသင်းမှာခြေစမ်းနေအတန်အသင့်ပြနေပြီးပတ်ကွာဒီယိုလာတယောက်အားကိုးနေရတဲ့ Man City က Belgian ကစားသမားလေးဒူကူကတော့ Ronaldo နဲ့ Messi မှာဘယ်သူပိုကောင်းလဲဆိုတာကိုသူ့မြင်ကိုမျှဝေသွားပါတယ်မီဒီယာတွေက Ronaldo လား Messi လားလို့မေးတဲ့ချိန်မှာဒူကူကတော့ကျွန်တော်အတွက်ကတော့ England Premier League လို့ခက်ခဲတဲ့ league မှာကိုတက်တည်မပြရသေးတဲ့ကျွန်တော်အမြင်မှာတာမန်ကစားသမားပါပဲ Cristiano Ronaldo ကအင်္ဂလန်စပိန်အီတလီနဲ့ပေါ်တူဂီတို့မှာကစားသမားနဲ့ဘလို့နှိုင်းယှဉ်နေတာလဲကျွန်တော်အတွက်မက်ဆီကိုခရစ္စတီယာနိုနဲ့နှိုင်းယှဉ်တာဟာဘယ်သူကမှသူ့ခြေချင်းဝတ်တောင်မရောက်နိုင်တာကြောင့်ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ကြီးမားတဲ့ကစားသမားဘဝကိုစော်ကားမှုတစ်ခုပါပဲလို့သူ့သဘောထားကိုပြတ်သားစွာပြောသွားခဲ့ပါတယ်မကြာသေးခင်ကလည်းရိုဒရီဂိုကရိုနယ်ဒိုနဲ့တွေ့တော့လက်တွေတုံပြီးသူ့ idol ပေါ်သူ့ရဲ့ချစ်ခင်မျက်နှာမှုကိုပြခဲ့ပြီးမကြဆိုသလိုရိုနယ်ဒိုကိုအောင်ပွဲခံခဲ့ပေမဲ့မက်ဆီကိုတော့ငကြောက်လို့ပြောခဲ့ပူပါတယ်ဒါနဲ့မကသေးပဲမက်ဆီကိုမင်းစုတစိတ်တွေဘလို့ပုံနဲ့ရထားလဲငါတို့ဘောလုံးအတိုင်းဝိုင်းကလူတွေတည်တယ်ဆိုပြီးပြောခဲ့ပါသေးတယ်လူငယ်အများစုကမက်ဆီကိုလက်မခံခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်နယူကာဆယ်ကစားသမားအိုင်ဆက်ဟေဒန်ကလည်းကျွန်တော်အတွက်တော့အမြဲတမ်းရိုနယ်ဒိုပါပဲမက်ဆီကိုလည်းကစားသမားတစ်ယောက်အနေနဲ့ကျွန်တော်နှစ်သက်ပါတယ်ဒါပေမဲ့ရိုနယ်ဒိုကသူ့ကိုယ်တိုင်ရိုနယ်ဒိုဆိုပြီးဖြစ်လာအောင်ပြုလုပ်ခဲ့တာပါရိုနယ်ဒိုကပိုကောင်းတယ်ဆိုတာကိုဘလွန်ဒီယိုစုတွေသွင်းကိုတွေနဲ့ဖန်တီးမှုတွေကိုကြည့်ပြီးပြောတာမဟုတ်ပါဘူးသူကအင်္ဂလန်မြေပေါ်ရောက်လာပြီးအင်္ဂလန်မြေမှာပဲအောင်မြင်မှုတွေအားလုံးကိုရယူပြခဲ့ပါတယ်ပြီးတော့စပိန်ကိုပြောင်းသွားခဲ့ပြီးစပိန်မှာလည်းအောင်မြင်မှုတွေအားလုံးကိုယူပြခဲ့ပါတယ်အဲဒီနောက်အီတလီမှာလည်းအောင်မြင်မှုတွေအများအများကိုရယူခဲ့ပြန်ပါတယ်သူကမတူညီတဲ့ league 3ခုမှာဒီလိုအံ့ဩစရာကောင်းတဲ့အရာတွေကိုလုပ်ပြခဲ့ပါတယ်ဘယ်ကစားသမားမှသူ့လိုမလုပ်ပြနိုင်ပါဘူးမက်ဆီကလည်းညံကြီးရှင်တယောက်ပါပဲဒါပေမဲ့သူကသူ့ရဲ့ကစားသမားဘဝတက်တန်းအကုန်နီးပါးကိုဘာစီလိုနာမှာနေပြီးဖြတ်သန်းခဲ့တာပါသူ PSG ကိုပြောင်းသွားပေမဲ့လည်းလီဂူ1ကကမ္ဘာအကောင်ဆုံး league 5ခုထဲမှာမပါဘူးလို့ကျွန်တော်ထင်ပါတယ်ဒီလိုပြောတာကျွန်တော်စော်ကားတာတော့မဟုတ်ပါဘူးလို့ပြောသွားခဲ့ပါတယ်မက်ဆီကကမ္ဘာဖလားနဲ့ဘလွန်တီယော8စုမြောက်ကိုယူထားခဲ့ပေမဲ့လူငယ်တွေပေါ်တော့မလွမ်းမိုးထားနိုင်ခဲ့ပါဘူးဒါပြင် Premier League ရဲ့ legend တွေဖြစ်တဲ့ Lampard နဲ့ Grant မှာအရင်က Messi လို့အမြဲဖြစ်တယ်ပေမဲ့ with Maradona, but I think for me Lionel Messi is the best. အခုချိန်မှာတော့သူ့အမြင်ကပြောင်းသွားခဲ့ပါပြီ Messi or Ronaldo? အခုကလေးတွေကသူတို့နှစ်ယောက်လုံးရဲ့ကြီးကျယ်ခမ်းနားမှုတွေကိုမြင်တွေ့ခွင့်ရတော့အလွန်ကံကောင်းပါတယ်ကျွန်တော်အမြင်ရတော့ Ronaldo ကပိုကောင်းပါတယ်ဒီဖြေအတွက်တန်တရားမရှိပါဘူးလို့ဖြေသွားခဲ့ပါတယ်ဒါအပြင် Ronaldo Messi မေးခွန်းမေးတိုင်းပြန်ဖြေဖို့အမြဲညှင်းဆန်မှုတဲ့ Steven Gerrard ကလည်း Ronaldo ကို the ghost လို့ခေါ်ခဲ့ပြီး The GOAT, as we call him, Cristiano, him arriving. Sorry Lee ပေါ် the ghost Cristiano ရဲ့တက်ရောက်မှုကြီးမားပုံကိုချီးကျူးခဲ့ပါတယ်ကျွန်တော်တို့ the ghost လို့ခေါ်ကြတဲ့ Cristiano Ronaldo ကို January မှာဒီကိုရောက်လာခဲ့ခြင်းဟာ Sorry Pro League ကိုကမ္ဘာဘောလုံးပရိသတ်တွေနဲ့ထိတွေ့စေခဲ့ပါတယ်သိကြတဲ့အတိုင်းပဲဒါဟာကြီးမားတဲ့ခေါ်ယူမှုဖြစ်ပြီးတော့သူဟာဘောလုံးစွမ်းရည်အများအပြားကိုပေးစွမ်းနိုင်စွမ်းရှိနေတော့မှာ6လလောက်ကျွန်တော်ဟာအဝေးကနေ Cristiano Ronaldo ရဲ့ရလဒ်တွေဒီ league ရဲ့ရလဒ်တွေ highlight တွေအပြင်ပွဲစဉ်တချို့ပါကြည့်ပြခဲ့ပါတယ်ကျွန်တော်ကတော့သူဒီ league ကိုစားရောက်လာခဲ့တဲ့အချိန်ကနေစပြီးတော့ SPL ကမ္ဘာပေါ်မှာအရေးတကြီးပြောစရာအချက်တစ်ခုဖြစ်လာခဲ့တယ်လို့ထင်ပါတယ်လို့ဆိုပါတယ်နောက်ထပ်အနေနဲ့မကြသေးတဲ့ interview တစ်ခုမှာ Dropper က Ronaldo နဲ့ Messi ဘယ်သူကပိုကောင်းလဲ Dropper ကလူတိုင်းက Ronaldo ဟာ Messi ထက်ပိုကောင်းတယ်လို့သိကြပါတယ်ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးဒါပေမဲ့တချို့သူတွေကတော့အဲ့ဒါကိုလက်ခံဖို့ခက်ခဲနေပါတယ်ဘာလို့သူတို့ကလက်ခံဖို့ခက်ခဲနေတာလဲခင်ဗျားရဲ့အမြင်ကိုပြောပြနိုင်မလားလူအများများက Ronaldo ကိုမှတ်နှစ်သက်ကြသလိုအတိအမှတ်မပြုချင်ကြပါဘူးဘာလို့လဲဆိုတော့ Ronaldo ကသူတို့လိုချင်တဲ့ပုံစံမဟုတ်လို့ပါသူကလူတွေကိုတောင်းတဲ့ဥညွတ်တက်တဲ့လူစားမျိုးမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော် Ronaldo ကိုနားလဲပါတယ်ကျွန်တော်လည်းဒီလိုမျိုးရုန်းကန်ခဲ့ရဘူးဒါကြောင့် Ronaldo ရဲ့စိတ်နဲ့သဘောထားကိုနားလဲပါတယ်ဒါပေမဲ့ကျွန်တော်အတွက်တော့ Ronaldo ကအကောင်းဆုံးပါပဲကျွန်တော်အတွက်မဖြစ်နိုင်ခဲ့တဲ့အိမ်မက်ကတော့ Ronaldo နဲ့အတူတသင်းထဲမှာကစားချင်တဲ့ဆန္ဒတွေတူသွင်းယူချင်ပါတယ်